ဒီနေ့ကငါရဲ့ပိတ်ရက်လေလစာထုတ်ရက်လေမင်းကအရန်ထောတာပဲမင်းကလေကြောအရန်ရှိတာပဲအစရှိသဖြင့်ဒီလိုနေ့စဉ်အရန်သုံးလို့ကောင်းတဲ့စကားပြောတူလေးတွေကိုလေ့လာကြည့်ရအောင်အရင်ဆုံး blog file နဲ့ YouTube channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ကငါရဲ့ပိတ်ရက်လေဆိုရင် is a day of today is a day of today ဆိုပြီးတော့ပြောလို့ရပါတယ် it the apostrophe s လေးနဲ့ရေးထားတာဒီ is ကိုအတူကောက်မြုပ်ပြီးတော့ပေါ့နော် abbreviation contraction ပုံစံနေနဲ့ခြုံရေးထားတာဖြစ်ပါတယ်အတူကောက်ပုံစံပေါ့တကယ်ဆိုရင် it is a day of today လေးဖြစ်မှာပေါ့နော်အတူကောက်ဆိုရင် it is မဟုတ်တော့နဲ့ it's စတဲ့လေးတန်ပဲထွက်ပြီးတော့ a day of today ဒီနေ့ကငါရဲ့ပိတ်ရက်လေးလို့ပြောလို့ရပါတယ်လစာထုတ်ရက်လေး is payday is payday ဆိုတာလစာထုတ်ရက်ပဲဖြစ်ပါတယ်အဲ့တော့လစာထုတ်ရက်လေးဆိုရင် is payday ဒီနားမှာလည်း it apostrophe s လေးနဲ့ရေးထားသည် it is it is ကိုအတူကောက်ရှုပ်ပြီးရေးထားတာပဲဖြစ်ပါတယ် is payday ဒါလစာထုတ်ရက်လေးငါရှင်းလိုက်မယ်It's on me အရှိကောက်ဆိုမယ်ဆိုရင်တော့ it is on me ပေါ့နော် is လေးကိုမြုပ်ရေးထားတော့ it နားမှာ apostrophe s လေးနဲ့ရေးထားသည် it is ကိုအတူကောက်မြုပ်ရေးထားဖြစ်ပါတယ်အတန်ထွက်မယ်ဆိုတန်မဲထွက်ပါတော့မယ်အတူကောက်ခြုံပြီးရဆိုလို့ရအောင် is on me ဆက်ဆိုလိုက်တော့ is on me on နဲ့စတဲ့လေးနဲ့ဆက်တော့ is on ဆိုပြီးအတန်လေးထွက်သွားပါတယ် is on me ငါရှင်းလိုက်မယ်မင်းကအရန်ထောတာပဲ you are loaded you are loaded youဆိုတာမင်း are ဖြစ်တယ် loaded ထောသောပေါ်များကြွယ်ဝသောဆိုတဲ့အဓိပ္ပာယ်လေးရတယ်ပေါ့ slang အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဒါ adjective လေးဖြစ်တဲ့အတွက်ကြောင့်မလို့ adjective သည် verb to be နဲ့ပေါင်းစပ်တော့မှ verb တစ်လုံးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ you ဆိုရင် verb to be are လေးကိုသုံးထားပါတယ်သူရဲ့နောက်မှာ adjective loaded ပေါ်များသောထောသောဆိုတဲ့ adjective လေးလိုက်တဲ့တော့ you are loaded မင်းအရန်ထောတာပဲငါကြွေးမယ် my treat ငါကြွေးမယ်ငါတကားခံမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုအိမ်လိုသဘောထားပါ make yourself at home make yourself at home ကိုအိမ်လိုသဘောထားပါ make ဖြစ်ပါစေ yourself မင်းကိုမင်း at homeအိမ်မှာရှိတယ်လို့မျိုးပဲဖြစ်ပါစေအိမ်မှာလိုမျိုးပဲသဘောထားပါဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒါလေးကတော့အလွတ်တထိုင်ပို့ပြီးတော့ကောင်းတာပေါ့နော်ကိုအိမ်လိုသဘောထားပါမအားမနာနဲ့ပေါ့နော် make yourself at home ဆိုတဲ့ဒီစကားပြောတိုလေးကိုပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ် I appreciate it ကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုရင်ကျွန်တော်က I ကျေးဇူးတင်တယ်ဆိုတဲ့ verb လေးက appreciate ကိုကျေးဇူးတင်မဲ့အရာလေးပေါ့နော်တခုခုကို it လေးနဲ့ညွှန်းထားတာဖြစ်ပါတယ် I appreciate it ကျေးဇူးတင်ပါတယ် appreciate ရဲ့အဓိပ္ပာယ်ကကျေးဇူးတင်သည်လည်းရတယ်အတိအမှတ်ပြုသည်နားလဲသည်သဘောပေါက်သည်ဆိုတဲ့အဓိပ္ပာယ်လည်းရပါတယ်အဲ့တော့ဒီနားမှာတော့ကျေးဇူးတင်ပါတယ်အတိအမှတ်ပြုတဲ့အနေနဲ့ဒါတကယ်ကိုလဲကျေးဇူးတင်တဲ့အခါမှာ thank you လို့ပြောမယ်စာ I appreciate it ဒါလေးကိုပြောင်းပြောလို့ရပါတယ်တောက်ပါအောင် have a drink တောက်ပါအောင်လို့ပြောချင်တဲ့အခါမှာ have a drink လို့ပြောလို့ရပါတယ်အဲ့တော့ have ဆိုတဲ့စကားလုံးလေးကိုမှားရှိသည်လည်းအဓိပ္ပာယ်ရတယ်အစားတောက်တွေနဲ့တွဲတဲ့အခါမှာအစားစရာဆိုရင်စားတယ်လို့ဘာသာပြန်ပြီးတော့တောက်စရာဆိုရင်တောက်တယ်လို့ဘာသာပြန်တယ် a drink ကဒီနားမှာတော့ noun အနေနဲ့သုံးထားပါတော့တောက်စရာလေးတစ်ခုခုတောက်သွားပါအောင်ဆိုတဲ့ပုံစံလေးပြောချင် have a drink ငါကိုဆရာကြီးလာမလို့နဲ့ don't boss me around don't boss me around don't ဆိုတာမနဲ့ boss ကဆရာကြီးလုပ်တယ်ဆရာကြီးမလုပ်နဲ့ဆိုရင် don't boss ငါကိုဆိုတော့ me လေးထည့်လိုက်မယ် object နေရာမှာ don't boss me ငါကိုဆရာကြီးမလုပ်နဲ့ around ကကြတော့ပို့ပြီးတော့လေးနက်နက်ဖြစ်အောင်ဖော်ပြပေးထားပါတော့သူ့ရဲ့ဘေးပလဲမှာဆရာကြီးလာမလုပ်နဲ့เนาะအဲ့လိုမျိုးပြောတာသူ့ပတ်ဝန်းကျင်မှာဆရာကြီးလာမလုပ်နဲ့ပေါ့ဒီလိုအဓိပ္ပာယ်ဖြစ်ပါတယ်เนาะ around လေးကထည့်လိုက်ရတယ်မထည့်လိုက်ရပါတယ်မင်းကလေကြောသိပ်ရှည်တာပဲ you are so long winded
You're so long-winded. You are so long-winded. You မင်းက are ဖြစ်တယ်ဘယ်လိုဖြစ်တာလဲ so အရန်ကြီးတိတ်ပြီးတော့ long-winded လေကြောရှည်သောဆိုတော့မင်းကအရန်ကိုလေကြောရှည်တာဖြစ်တယ်မင်းအရန်လေကြောရှည်တာပဲဆိုတဲ့အတိတ်ပဲပေါ့နော်သူများကနေပြီးတော့မပြီးနိုင်မစည်းနိုင်မှာပြောနေနော်ကိုအပြစ်ကိုပဲပြောနေတာမင်းလေကြောတိတ်ရှည်တာပဲမပြီးနိုင်တော့ဘူး you are so long-winded ဆိုပြီးတော့ဒီစကားပြောလေးကိုကြက်မှတ်ပြီးတော့ဖြစ်စေပြောလို့ရပါတယ်เนาะကိုကနေပြီးတော့ခဏ practice များတယ်ဆိုလို့ရှိရင်เนาะဒါလေးကိုကြက်စရာမလိုဘူးပေါ့တော်တော်များများတော့ဒီလိုအသုံးဝင်စကားပြောလေးတွေကကျတော့ကြက်ပြီးတော့ဓာတ်ကလေးပြောတာပို့ပြီးတော့ကောင်းတယ်ပေါ့เนาะကြက်တာကိုအားမပေးဘူးဆိုပေမဲ့လေတချို့ကြက်တဲ့ကြက်ထိုက်တာလေးကတော့ကြက်ရမှာပေါ့เนาะငါရှိကထွက်သွား get out of my sight get out of my sight get out of my sight ငါရှိကထွက်သွားလို့နှင်ထုတ်တာပေါ့နော် get out ထွက်သွားသည် off get out of ကအတွင်းလိုက်ပေါ့နော်ထွက်သွားတယ် my sight ငါရဲ့မြင်ကွင်းရှိနော်အဲ့တော့ငါရဲ့မြင်ကွင်းကနေပြီးတော့ထွက်သွားငါရှိကထွက်သွားဆိုတဲ့သဘောတရားပေါ့နော်အဲ့ဒါမျိုး inferno တွေပါရှိဝူးစဉ်းစားမနေနဲ့ get out of my sight ဆိုတဲ့အတွဲလေးကိုပြောလို့ရပါတယ်ငါရှိကထွက်သွား get out of my sight ငါခန်းထဲကထွက်သွား get out of my room အစားရှိသဖြင့်ပြောလို့ရပါတယ်ဖြစ်တတ်ပါတယ် it happens it happens it အဲ့ဒါလေးက happens ကဖြစ်ပွားသည်ဆိုတော့ဖြစ်တတ်ပါတယ်ဖြစ်ပွားတတ်ပါတယ်ဖြစ်တတ်ပါတယ်လို့ပြောချင်ဒါလေးကit happens တကယ်ချင်းရေနော်ငါနောက်ကျရတဲ့ကြောင့်မို့လို့အားနာပါတယ်တောင်းမှာပါ I'm sorry I'm late again တပံနောက်ကျရတဲ့အတွက်ငါအားနာပါတယ်လို့ပြောတဲ့အခါမှာ it happens never mind ကိစ္စမရှိပါဘူးအဲ့ဒါကဖြစ်တတ်ပါတယ်ဒီလိုလေးတွေပြောလို့ရပါတယ်ငါတကယ်ကိုစိတ်ကုန်နေပြီ I'm really fed up I am really fed up I am ကိုအတူကောင်းနေနဲ့ I'm ဆိုပြီးတော့ apostrophe m လေးနဲ့မြုပ်ပြီးတော့ခြုံရေးထားပါတယ် really တကယ်ကို fed up စိတ်ကုန်တော့ဆိုတဲ့ adjective လေးဖြစ်တယ်တကယ်ကိုစိတ်ကုန်နေပြီဆိုရင် I'm really fed up ဆိုပြီးပြောလို့ရပါတယ်မငယ်ပါနဲ့ never feel small never feel small ပြောလို့ရပါတယ် never ဘယ်တော့မှ feel small တင်းငယ်တယ်လို့တိတ်ငယ်တယ်လို့မခံစားပါနဲ့ဆိုတော့မငယ်စမ်းပါနဲ့လို့ပြောချင် never feel small ဆိုပြီးပြောလို့ရပါတယ်တကယ်လေအိုးပဲ what a chatterbox what a chatterbox ဆိုပြီးပြောလို့ရပါတယ် what a chatterbox တကယ်လေအိုးပဲပေါ့နော်စကားပြောတဲ့လူစကားပြောအစမပြပြောနေတဲ့လူပေါ့နော်မပြီးတော့ဆိုတော့ကပေါ့နော် you are so long-winded နဲ့အတိတ်ပဲနဲ့သွားဆင်ပါတယ်နော် what a chatterbox လို့ပြောလိုက်ရတယ်တကယ်ကိုလေအိုးပဲလေကြောရမ်းရှည်တာပဲပေါ့နော်ကြိုက်တယ်လို့ပြောရပါတယ်မင်းနောက်ကျပြန်ပြီ you late again you late again မင်းနောက်ကျပြန်ပြီ you မင်းက are ဖြစ်တယ် late နောက်ကျတယ် again ဆိုတာနောက်ထပ်တစ်ဖန်နောက်တစ်ချိန်ပေါ့နော်အဲ့တော့နောက်တစ်ချိန်ထပ်ပြီးတော့နောက်ကျပြန်ပြီလို့ပြောချင် you late again အဲ့လွန်သွားလို့ပါမင်းညကအိပ်ပျော်သွားခဲ့လို့ပါလို့ပြောချင်ရင် I overslept last night I overslept last night I overslept last night လို့ပြောလို့ရပါတယ်ငါက overslept အိပ်ပျော်သွားခဲ့တယ် last night မနေ့ညကပေါ့နော်ဒါလေးပါပဲ I overslept last night ဒါဆိုလို့ရှိရင်ဒီနေ့ညဝေပေးသွားတာလေးတွေကအရန်ကိုမရှိမဖြစ်သုံးလို့ကောင်းတဲ့စကားပြောအသုံးနှုန်းအတူစုလေးတွေဖြစ်ပါတယ်ဒီလိုစကားပြောလေးတွေကိုနေ့စဉ်နဲ့ညလေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ Vlog by နဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်နော်